ငါတို့သာသနာဟာလာသမားဗုဒ္ဓဘာသာရဲ့ဝင်စမ်းမှာဗုဒ္ဓဘာသာဥယျာဉ်တိုးခြင်းလို့ငန်းငန်းတက်လိုက်သာသနာပြုတဲ့အမျိုးထဲမှာဒုသာသနာမပါဘူးဆံပေးမယ်စီပေးမယ်မလုပ်ပါဘူးအိမ်ပေးမယ်ရောင်းဝယ်ပေးမယ်မလုပ်ပါဘူးငွေထုတ်ချီးမယ်မပါပါဘူးရှင်းလားဒုသာသနာအဲ့လိုလိုက်ရောင်းရတဲ့သာသနာမဟုတ်ဘူးဒီနေ့ပဲဖုံးလန်းဆက်တဲ့အရှင်ဘုရားတဲ့ဒီပြဿနာတွေကလည်းခုထိမပေးသေးဘူးသူမင်္ဂလာအကြောင်းမသိလို့ထင်ပါတယ်နော်တရားပွဲပြင်ကြလို့တဲ့ဆိုတော့2017 6လပိုင်းဒီမရှိတော့ဘူးလို့မပင်းနဲ့လို့နောက်တော့အသင်ပင်တာလုံးဝလက်မခံဘူးလို့ဆိုတော့အရှင်ဘုရားတဲ့ဓမ္မပူဇာဘလောက်ဆိုရင်ကြွမှာလဲတဲ့မင်းငါနာရှိရင်သတ်ပလိုက်ပြီလို့တရားလိုက်ရောင်းနေတဲ့ဘုန်းကြီးမဟုတ်ဘူးလို့